လူငယ်တယောက်ရဲ့ညနေခင်းကျွန်တော်မှအိမ်မက်တစ်ခုရှိတယ်ငါတစ်ချိန်ကျရင်တောင်ပေါ်ဒေသတနေရာမှာလိမ္မော်သီးတွေစိုက်ရှင်နေဆိုတဲ့အိမ်မက်ပါအဲ့ဒီအိမ်မက်ကတော့ခုချိန်ထိတော့ဖြစ်မလာသေးပါဘူးကျွန်တော်အပြင်ထွက်ရတာတိတ်မကြိုက်ပါဘူးကျွန်တော်ရဲ့များသောအားဖြင့်အချိန်လေးကိုကျွန်တော်ရဲ့ channel မှာပဲကုန်းဆုံးလေးရှိပါတယ်ညဘက်ဒီမှာဆိုရင်တော့ကျွန်တော်ဝါသနာပါတဲ့ content creator အလုပ်ကိုကျွန်တော်လုပ်ပါတယ်အောင်မြင်တဲ့ content creator တယောက်ဖြစ်ဖို့ကြိုးစားနေတဲ့ကျွန်တော်လိုလူတယောက်အတွက်မနက်မှာအိပ်ပြီးညနေမှာနိုးတာတော့ထုံးစံပါပဲနေရာတီးကပူလုံးတဲ့အတွက်ညနေအထိလည်းမအိပ်နိုင်ပါဘူးကျွန်တော်အိပ်ရနိုးတာနဲ့အရင်ဆုံးလုပ်တာတော့ကျွန်တော်ရဲ့အပင်တွေကိုဆင့်ကြည့်တာပါပဲကျွန်တော်ကလူထူးဆန်ဗျတချို့အပင်တွေကကျွန်တော်တို့အပူပိုင်းဒေသမှာစိုက်လို့မရဘူးဆိုမှကျွန်တော်ကတော့မရမ်းပကစိုက်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ထင်းရှူးပင်တို့ကျွန်တော်တို့ပိုးစာပင်တို့ကျွန်တော်တို့ strawberry ပင်တို့ပြီးကျွန်တော်တို့လိမ္မော်ကြားတို့အစသဖြင့်ကျွန်တော်တို့ထူးဆန်းတဲ့အပင်တွေကိုကျွန်တော်ကစိုက်လေရှိပါတယ်ကျွန်တော်ကအပင်နဲ့ပတ်သက်ရင်ကျွမ်းကျင်တဲ့ထဲမှာမပါပါဘူးကျွန်တော်အနေနဲ့မြေဩဇာတွေအပင်တွေကိုဘယ်လိုမျိုးကျွန်တော်ပေါင်းတင်ပြီးတော့ဘယ်လိုစိုက်ရမလဲဆိုတာကိုကျွန်တော်အနေနဲ့ AI DC ကိုကျွန်တော်မေးပြီးတော့ကျွန်တော်စိုက်ပါတယ်ညနေမှောင်ငံနီးရင်တော့ချင်းတွေကစပြီးတော့ကြိုက်လာပါပြီမြန်မာနိုင်ငံအပူပိုင်းဒေသမှာဆိုရင်တော့အပင်တွေစိုက်ရင်ရေတော်လေးလောင်းပေးရပါတယ်ရေကိုမတိတ်ရက်လဲလောင်းတယ်ထိုင်းပြီးတော့လဲလောင်းပါတယ်ဒါကတော့ကျွန်တော်ရဲ့ညနေခင်းဆိုတဲ့ဗီဒီယိုပဲဖြစ်ပါတယ်